ကောင်းတာတွေလုပ်ရင်တမ္မာဒေဝနှကောင်းနှမျက်များကတကယ်ဆောက်ရှောက်ပါသလားဒါကတော့သူတို့ကဆောက်ရှောက်ခွင့်ကြုံတဲ့အခါတော့ဆောက်ရှောက်ခြင်းဆောက်ရှောက်ပါတကယ်ကတော့ကိုကောင်းတာလုပ်လို့ရှိရင်ကိုကောင်းတာလုပ်တဲ့ကိုကံတရားကကိုယ့်ကိုပဲပြန်ဆောက်ရှောက်သွားမှာကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်တွေသဘောထားတွေကကိုယ့်ကိုပြန်ပြီးတော့ဆောက်ရှောက်သွားမှာပါအတ္တတမပဏိတိနတ်တွေကဆောက်ရှောက်တယ်ဆိုတာအပြင်ပန်းကဆောက်ရှောက်တာများတာဖြစ်ပါတယ်ဆောက်ရှောက်မှုကအရေးကြီးဆုံးကကိုယ့်ကိုဆောက်ရှောက်မှုကအရေးကြီးဆုံးကိုယ့်ကိုဆောက်ရှောက်တယ်ဆိုတာကိုယ့်စိတ်ကိုစိတ်ကောင်းအောင်ထားမယ်သီလမရှိသေးရင်သီလရှိအောင်ပညာမရှိသေးရင်ပညာရှိလာအောင်အဲ့ဒါလိုကြိုးစားပေးတာပညာမတတ်သေးရင်တတ်အောင်ကြိုးစားတာဒါကိုယ့်ကိုဆောက်ရှောက်တယ်လို့ခေါ်တယ်ကိုယ့်ဘဝကိုတိုးတက်မြင့်မားလာအောင်လုပ်တာဒီလိုဆိုလို့ဘာတွေလုပ်ရမှာပါလဲကုသိုလ်ကောင်းမှုတွေလုပ်သီလတိုးတက်လာအောင်လုပ်နော်တရားတရားတွေတိုးတက်လာအောင်လုပ်သုတ္တဆိုတဲ့ဘုဒ္ဓတရားတွေတိုးတက်လာအောင်လုပ်စာခလို့ဆိုတဲ့ကိုယ်ဘာပဲရှိရှိအားလုံးနဲ့မျှဝေစားမယ်ဆိုတဲ့ generosity ရှိအောင်လုပ်ပညာအမှားနဲ့အမှန်လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားပြီးသိဖို့ရဒီအရေးချက်တွေရအောင်လုပ်ရမှာပဲ